Hello အားလုံးပဲမင်္ဂလာပါဒီကောင်မှာတော့ reciprocation circuit ကိုပဲပေါ့နော်အဲ့ဒါကို limit switch နဲ့မသုံးဘဲနဲ့ sensor နဲ့ inductive sensor နဲ့သုံးတယ်ပေါ့နော်ဒီမှာယူလိုက်မယ်ဆိုလို့ရှိရင် inductive proximity switch ပေါ့ဒီမှာ switch လို့လည်းပြောရဲ sensor လို့လည်းခေါ်ရပါတော့အဲ့ဒီဥစ္စာနှလုံးနဲ့သုံးမှာပေါ့နော်အဲ့နှလုံးသုံးပြီးတော့မှသူက reciprocation circuit လုပ်မှာပေါ့နော်အကြတော့ power အရင်ဆုံးပါတာ power circuit ပေါ့ဒီက double attaching cylinder ရဲ့ 5.2 way ပေါ့နော် double solenoid bar နော် double solenoid bar နဲ့အဲ့ဒီဥစ္စာကို power circuit လို့ခေါ်ရပါတော့ပါတော့ compressor ယူမယ်ပြီးလို့ရှိရင် air service unit ယူမယ်ပေါ့နော်အပြင်မှာဆင်လို့ရှိရင်လည်းဒီတိုင်းပဲပေါ့နော်ခဏခဏပြောသလိုပဲဒီဟာ compressor နဲ့ air service unit ကနေပြီးတော့ compress air ကိုဒီမှာpower ပေးရပေါ့နော်ပေါ်ကနေပြီးတော့ compress air ကိုပေးလိုက်မယ်ပေါ့နော်ဒီမှာ5နဲ့3နဲ့ဒီဥစ္စာမှာကျတော့မယူထားသေးတော့ဒီဟာလေးကိုပိတ်မယ်ပေါ့နော်ပိတ်မယ်ဆိုရင်နှစ်ချက်နှိပ်လိုက်တာနဲ့ဒီဟာလေးလိုမြင်တာအောင်လို့ဒါလေးရွေးပြီးတော့ပိတ်လိုက်မယ်ပေါ့နော် return box ကိုပိတ်မှာပေါ့နော်ဒါတော့လေးပိတ်လိုက်မယ်အေးလည်းသူ့ကိုပြန်ပြီးတော့တစ်ချက်ကြည့်လိုက်ဘိုင်းတော့ဖြုတ်လိုက်အောင်external supply နေပါ external supply နေဖြုတ်လိုက်ဒါဆိုရပါတယ်အပါဝါစားကရပြီဆိုလို့ရှင်တယောက်ကကြတော့ control circuit ဆိုရမယ်ဒီမှာဆိုလို့ရှင်သူကလျှော်ဝါနှစ်ခုတက်မှာဆန်စာနှလုံးတက်မှာဆန်စာနှလုံးတက်မယ်ဆိုတော့သူက limit switch တွက်တဲ့နေရာမှာပဲတက်မှာပေါ့နော်အဲ့ဒါကို B1 နဲ့ B2 ဆိုပြီးတော့နာမည်ပေးလိုက်မှာနော် position က0 position ဒါဆိုရပါတယ်ဒါဆိုဒီဘက်လေးကိုရွှေ့လိုက်0 volt နဲ့24 volt ယူလိုက်ပါနော်ဆိုရင် relay ယူမယ် switch တီယူလိုက်ပါတော့ပထမဆုံး push button switch ကိုယူမယ်ပေါ့နော်ဒီမှာ memory function လဲသုံးပါဆိုတော့ဟိုနဲ့ lesson circuit ပါချိန်ပါ lesson circuit ကိုက memory function လို့ပြောတာပါပေါ့နော်ဒီကrelay ရဲ့ associated contact အတွက် normally open switch ကိုယူမှာပေါ့နော်ပြီးလို့ရှိရင်ဒီဘက်မှာဒါဆို stress save ပေါ့ဒါကို push button တို့ကတစ်ချက်နှိပ်လိုက်မယ်တစ်ချက်နှိပ်ပြီးလွှတ်ထားလိုက်ပါတော့ပြီးပိတ်ချင်လို့ကြာလို့ရှိရင် close switch ကိုပိတ်မှာပေါ့နော်ဒါဆို normally push button မှာ normally close ပေါ့နော်ဒီကောင်ယူသုံးမယ်ပေါ့နော်ဒါဆက်မယ်
ဆိုလို့ရှိရင် stat ဆိုပြီးတော့ပေါ့နော် stat လုပ်ပေးလိုက်မယ်သူ stat လုပ်ပြဒီဟာကိုဒီအောင် stop လုပ်လိုက်မယ်ချက်ရှင်တို့ရက်မှာပေါ့နော်ဒါကြဒီမှာချိန်ပါဒီလိုမျိုးလေးချိန်တာဒီလိုမျိုးလေးတွဲရက်ချိန်ထားအောင်တို့ကလက်ရှင်စာခဲ့အဲ့ဒါ memory function လို့ပြောတာဘာလို့လဲဆိုတော့ဒီ stack လို့ကိုနှိပ်လိုက်လို့ရှိရင်ဒါ socket စီးသွားပြီလို့ရှိရင်ပြန်ပြီးတော့လွှတ်လိုက်လို့ရှိရင်ဒီနားမှာပွင့်သွားပြီပဲဒီ content ဟာဒါ relay ပေါ့နော် relay k1 ဒါလေးရှင်ပြောပြမယ်နော်relay k1 ပြီးလို့ရှိရင်ဒီဘက်က content တွေက associated content k1 ရဲ့ associated content ဖြစ်တဲ့အတွက်ဒီကောင်တွေက k1 ပဲအဲ့တော့ကြတော့အပြင်ဟိုမှာပုံမှာလဲ relay ပုံမှာလဲအဲ့လိုပဲ relay ပုံမှာလဲလိုမျိုးပဲrelay ရဲ့ဘေးနားလေးမှာ content တွေရှိရ normally open normally close တွေ content တွေအဲ့ content တွေကကြတော့သူက associated content လို့ခေါ်ပါဘောเนาะဒါကတော့ခဏပြောပြပါတယ်ဟိုရှေ့ဗီဒီယိုမှာလည်းပါတယ်ပေါ့နော်ဒီ relay on လို့ရှိရင် online ပြီဆိုတာ ਨੇ ဒီမှာတော့ဒီကောင်တွေကလည်းဒီ circuit ထဲမှာရှိသမျှ K1 အားလုံးက content K1 အားလုံးကလိုက်ပြီး on မှာ open ကိုသုံးထားရင် close ဖြစ်သွားမယ် close ကိုသုံးထားရင် open ဖြစ်သွားမယ်ဒီလိုရှင်းနေမျိုးပေါ့နော်ဒီမှာဆိုရင် stack လို့ကိုနှိပ်လိုက်တဲ့အချိန်မှာဒီ circuit ကဒီကိုစီးသွားပြီဆိုလို့ရှိရင်ဒီ relay on တဲ့အတွက်ကြောင့်သူနဲ့ပတ်သက်တဲ့ associated content K1 တွေအားလုံး on ပဲဖြစ်တယ်ဒီကောင်လည်း close ဖြစ်သွားတဲ့အချိန်မှာဒီ push button ဖွင့်လွှတ်လိုက်လို့ရှိရင် normally open ပြန်ဖြစ်သွားဒီနေရာမှာပွင့်သွားပြီ circuit လမ်းကြောင်းပွင့်သွားပြီပဲဒီဘက်ကနေပြီးတော့ဒီကြောင်းကမပွင့်တဲ့ကြောင်းဒီဘက်ကနေဆက်စီးနေတဲ့အတွက် circuit ကဆက်ချိနေမှာအဲကြောင့်မို့လို့သူက memory ကိုတင်ထားတဲ့သဘောနဲ့မို့လက်ရှင်း circuit ကိုသူပြော memory function ပါသုံးထားတယ်ပေါ့နော်လို့ပုံစံမျိုးနဲ့ပြောတာဒါဆိုလို့ရှိရင်ဒီကောင်က index ပေါ့နော်Net proximity switch ပေါ့နော်သူနဲ့ဘာနဲ့ဆက်မလဲဆိုတော့ဒီဘက်က K1 နဲ့ဆက်မယ်ဘာလို့ဆိုတော့ content က relay K1 ပြီးလို့ရှိရင် relay K2 on မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့သူ့ရဲ့ content K1 နဲ့ K2 နဲ့ဆက်ပြီးတော့မှဘာကိုဆက်မလဲဆိုတော့ဒီခုနက sensor နဲ့ဆက်တာပေါ့နော်ဒါတရားလေးပြော integrated sensor ပေါ့နော် proximity integrated switch လို့လည်းသုံး sensor လို့လည်းသုံးတာသူကကြောက်ပါလဲဆိုတော့ तू ကတော့အရင်တော့ limit switch လို့ပုံစံမျိုးမဟုတ်ဘူးသူ့ကိုသွားပြီးတော့ဒီအောင်ဆလင်နာဖိမှာမဟုတ်ဘူးသူ့ကိုဒီလိုမျိုးလေးချိန်ထားမှာသူ့ရှိမှစမ်းစားဖြစ်တဲ့ဒီသူ့ကိုမြင်နေရတယ်ဆိုလို့ရှိရင်သူ့ရှိမှသူရောက်နေပြီဆိုတာသိလို့ရှိရင်ဒီ B1 အလုပ်လုပ်တာဒီဆလင်နာရှေ့ထွက်သွားလို့ရှိရင်ဆလင်နာဒီ B2 ရှေ့ကိုဒီဆလင်နာရောက်လာပြီဆိုရင် B2 ကလှုပ်လုပ်တာပါနော်ကောင်ကြတော့ K2 ပေါ့နော်B1 မှာဆိုလို့ရှိရင်ဒါပထမတော့ဒီတိုင်းထားလိုက်လို့ရှိရင် तू ကopen ပဲဖြစ်တာပေါ့နော်ဒါပေမဲ့ဒီမှာ B1 တက်လိုက်တော့ဒီ B1 ကဒီ B1 ပဲတူတူပဲချိန်တဲ့အချိန်ကျရင်လည်းအဲ့လိုပဲဒီ B1 ကိုချိန်တာပေါ့နော်အဲ့တော့ဒီ B1 နဲ့ဒီ B1 တူတူတော့ဘဲဖြစ်တဲ့အတွက်ကြောင့်သူ့ရှိမှာဆလင်နာရောက်နေတယ်ဆလင်နာပိတ်နေတဲ့အချိန်ဒီမှာသူ့ရှိမှာရောက်နေတဲ့အတွက်ကြောင့်မို့ तू က on နေတယ်ဆိုတဲ့ဒိတ်ပဲပေါ့နော်အဲ့ဒါ तू close ဖြစ်နေတယ်ပေါ့အဲ့တော့လက်စီပြောမယ်ဆို energize ဖြစ်နေတဲ့ပုံစံမျိုးပေါ့နော်အဲ့ဆိုရင်ဒီကောင်ကအရောက်ဆိုလင်လိုက်တွေလည်းချိန်တော့မယ်ပေါ့နော်ဆိုလင်လိုက်ရောင်ဆိုလင်လိုက်ကိုတရား Y1 ပေါ့နော် Y1 ဒါကကြတော့ Y2 လို့ပေးလိုက်မှာပေါ့နော် Y2 သူ့ကိုလည်းနာမည်ပြန်တက်ပေးလိုက်မယ် B2 ဆိုတော့
ဒီဗီဒီယိုကဒီတိုင်းပဲဒီပုံစံတိုင်းပဲဖြစ်ပေါ့ဒီဗီဒီယိုကသူ့ရှိကိုစင်တာမရောက်တဲ့အတွက်သူကဟိုဖြစ်နေတဲ့အချိန်ကြီးပေါ့နော် off နေတဲ့အချိန်ကြီးပေါ့အဲ့ဆို solenoid ခေါ်မယ် solenoid ဒီပေါ်မှာ solenoid y1 ဒီ solenoid y1 ထည့်လိုက်လို့တရားပြောင်းသွားတဲ့အတွက် cylinder ရှေ့တက်မှာ y2 ကိုနှိပ်ရင် cylinder ထဲဝင်မယ်ပေါ့နော်အဲ့တော့ y2 energize ဖြစ်လို့ရှိရင်ဒီကောင် cylinder ပြန်ဝင်မယ် y1 energize ဖြစ်ရင် cylinder ရှေ့ထွက်မယ်အဲ့ပုံစံမျိုးပေါ့နော် y1 energize ဖြစ်ဖို့အတွက်ဆိုလို့ရှိရင်ဒီဘက်မှာပါဖြစ်လဲဆိုတော့ p1 ပေါ့နော်အဲ့တော့ k2 ပေါ့ k2 ohms ဆိုလို့ရှိရင်ဒီ k2 ohms ဆိုလို့ရှိရင်ဒီမှာ y1 on မှာပေါ့နော်ကောင် k2 ကောင် sorry y1 y2 ဆိုဒီကောင် k3 on မှာအဲ့ဆိုရင်တော့ circuit ရပြီးသွားပြီပေါ့နော်အဲ့တော့တို့ဒီမှာလမ်းကလုံးနှိပ်လိုက်ပြီအဲ့ဒီလိုပဲစီမယ်ဒီမှာ on သေးပါဒါလေးနမူနာတော့အရင်ဆုံးစကြမယ်ဒီကောင်ရှေ့ထွက်ပါတော့နော်ဟုတ်လားဒီဟာကိုနှိပ်လို့ရှင်ဒါအမှန်တရားပြန်ဝင်ရမယ်ဥစ္စာပါနော်ဒါလွယ်တစ်ချက်ကြည့်လိုက်ပါနော်ဒါဆိုတို့ step လို့နှိပ်လိုက်ဒါဆိုမှန်တယ်ပါနော်ဝင်လိုက်ထွက်လိုက်တူလုပ်မယ်အဲ့ဆိုလို့ရှင် stop လို့နှိပ်လိုက်မယ်ဆိုရင်ပိတ်သွားပြီပေါ့နော်ဒါဆို reciprocal KC motion ပေါ့ double adding cylinder ပေါ့နော်ပြီးလို့ရှိရင်တော့ကwith memory function နဲ့ပါတယ်ပြုံမှာဘာလို့သုံးတာလဲဆိုတော့proximity indexing sensor ကိုသုံးထားတာပေါ့နော် indexing sensor နှလုံးသုံးထားတာအားလုံးပဲကျေးဇူးတင်ပါတယ်